1865 ခုဧပြီလ14 ရက်နေ့ည Ford ဆိုတဲ့ပြစယုံကြီးတယုံဟာလူပေါင်းများစွာရဲ့အားပေးတန်တွေလက်ခုပ်တန်တွေဆူညံတန်တွေနဲ့ပြည့်နှက်နေခဲ့ပါတယ်အဲ့ဒီညမှာပဲလူတွေအများကြီးအားပေးနေတဲ့ကြားထဲကနေတနက်ပြစ်တန်တစ်ချက်ကြားလိုက်ရပါတယ်တနက်တန်လဲကြောင်းလူအုပ်ကြီးဟာရုတ်တရက်တွေးဦးတွေးတန်းနဲ့ထပြေးကြတယ်တချို့ကလည်းမပြေးကြဘဲနဲ့ပြစ်ခံရတယ်လူဟာဘယ်သူများလဲလို့တွားကြည့်ခဲ့ကြတယ်အဲ့ဒီချိန်မှာလူတယောက်ကတွေးအိုင်ထဲလဲကျနေတာကိုမြင်ပြီးတော့ဒီလူအုပ်ကတော်တော်ပဲအံ့အားသင့်သွားတယ်တွေးအိုင်ထဲလဲကျနေတဲ့ပုံကူဟာတာမန်လူတာမန်ပုံကူမဟုတ်ခဲ့ဘူးဒီလူဟာကဘာပေါ်မှာမုံတိုင်းနေကြားတဲ့ကနေတန်မဏိလိုစိတ်ဓာတ်နဲ့ကြံ့ကြံ့ခံရက်တီခဲ့တဲ့ခေါင်းဆောင်အမေရိကန်သမ္မတအဗရာဟမ်လင်ကွန်းဖြစ်နေလို့ပါကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာဟာအမေရိကန်သမ္မတကြီးလှုပ်ကြံခံရလို့ကွယ်လွန်သွားပါတယ်ဆိုတဲ့အကြောင်းလုံးဝမဟုတ်ပါဘူးပေါ့နော်အမေရိကန်သမ္မတကွယ်လွန်သွားတဲ့ညမှာတဲ့သမ္မတရဲ့အိတ်ကတ်ထဲကနေအရေးကြီးတဲ့ပစ္စည်းလေးတချို့ကောက်ယူရရှိခဲ့ပါတယ်အဲ့ဒီပစ္စည်းလေးတွေကိုလည်းအခုချိန်ထိပြတိုက်မှာတရားဝင်ပြသထားပါတယ်လို့သိရတယ်သမ္မတကြီးရဲ့အိတ်ကတ်ထဲကနေဘာပစ္စည်းတွေများထွက်လာမလဲလို့ research လုပ်ကြည့်တဲ့အခါကျတော့တန်ဖိုးကြီးလက်ဝတ်ရတနာပစ္စည်းတွေတခုမှမပါနေဘူး